Hello အားလုံးမင်္ဂလာပါဗျ Amplifier Knowledge Share တွေမှာကြိုဆိုပါရစေဟုတ်ကဲ့ Class DD Amplifier ကြီးပါတော်တော်များများတော့တည်ပြီးသားဖြစ်ပါလိမ့်မယ်သူကတော့ဟာမန်ကထုတ်တဲ့ Class DD မှာ D1800 ပေါ့ D1800 အရေးသွင်းအင်မတန်မှကောင်းပါတယ်ဗျ transformer လည်း weight ပြည့်တယ်ကျွန်တော် power supply ဟိုမှာကျွန်တော် winding နှစ်ခုပတ်ပြီးတော့ A တစ်ချမ်း B တစ်ချမ်းဖွဲ့စည်းတည်ဆောက်ထားတာတွေ့ရတယ်နော်အင်မတန်သုံးဆွဲရကောင်းတဲ့အလုံးတွေပါကျွန်တော်တို့ခမော့ပါဝါကိုတုံးထားတာတွေ့ရတယ်ခမော့ပါဝါတော့ကျွန်တော်တို့ high voltage ကျွေးခံတဲ့ high speed power တွေပါအဲ့တော့ကကျွန်တော်တို့ class DD amplifier တွေဟာနောက်ပိုင်းမှာတော်တော်များများသုံးဆွဲလာတာကိုတွေ့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ Class DD ရဲ့စွမ်းဆောင်ရည်မြင့်မားမှုတွေ efficiency ကောင်းမှုတွေကြောင့်မလို့တော်တော်များများကကြိုက်နှစ်တက်ကြတယ်ပေါ့နော်အသုံးများလာကြတာတွေ့ရတယ်ဒီလိုမျိုးအသုံးများလာပြီမဲ့လို့ကျွန်တော်တို့ service ဆရာတွေမပန်းညီကိုတွေအခက်တွေ့စေပါတယ်သူကနီးပညာရှုပ်ထွေးတယ်ပစ္စည်းခက်ခဲတယ်ဒီပညာကအရှုပ်ထွေးတယ်လို့ကျွန်တော်တို့သူ့ရဲ့ spare ပဲပစ္စည်းလဲကျွန်တော်တို့ဝယ်ယူတဲ့အခါမှာအခက်ခဲရှိတာကိုတွေ့ရတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ risk level ပေါ့စွန့်စားမှု level တော့မြင့်တယ်လို့ပြောလို့ရတယ်ပေါ့နော်။ဆုံးရှုံးနိုင်ခြေပျက်စီးနိုင်ခြေများတယ်ပေါ့နော်။ကဲသုံးမယ်ဆိုရင်တော့မှကျွန်တော်တို့ spare ပဲအလုံးရှိဖို့လိုအပ်ပါတယ်။ကျွန်တော်တို့မောင်းနေနေပဲအချိန်မရွေးသူတို့ကဖောက်လွဲဖောက်ပြန်ရှိတာကိုတွေ့ရတယ်ကျွန်တော်ဒီအလုံးမှာဆိုလို့ရှိရင်ကျွန်တော်ပြင်တာဆိုလို့ရှိရင်ဒီနေ့နဲ့ဆိုရင်၄ချိန်မြောက်ပေါ့နော်၄ရက်မြောက်ပြောလို့ရတယ်ပေါ့ကျွန်တော်တို့အချိန်အားတိုင်းအားလည်းနည်းနည်းလေးအချိန်ရတာနဲ့ပြင်ကြည့်လိုက်မရလိုက်ကျွန်တော်တို့ပစ္စည်းရှာလိုက်ပေါ့ဗျာဒီလိုနဲ့ပဲအချိန်ကြီးအများကြီးပေးလိုက်ရတာရှိတယ်အဲ့တော့သူ့မှာအနည်းပညာရှုပ်ထွေးပါတယ်ကျွန်တော် high voltage ကနေပြီးတော့ low voltage high current ဖြစ်အောင်မောင်းတဲ့အပိုင်းတွေပါသူက CPL VVL ဆိုတဲ့ voltage limit တွေကျွန်တော်တို့ current limit တွေကိုကျွန်တော် output level ကနေပြီးတော့ tracking လုပ်ပေးတဲ့အပိုင်းတွေကျွန်တော်တို့ high speed feedback တွေပေးထားတဲ့အပိုင်းတွေရောအမျိုးမျိုးပေါ့နော်အများကြီးရှုပ်ထွေးတဲ့အပိုင်းတွေရှိပါတယ်ဒါကြောင့်မလို့ပြုပြင်တဲ့အခါမှာအခက်အခဲနည်းနည်းရှိပါတယ်โอเคအားလုံးကျေးဇူးပါ